ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှာကြိုဆိုပါတယ်အခုကတော့ solar အကြောင်းကိုအသေးစိတ်ရှင်းပြပေးပါဆိုပြီးပြောကြလို့အသေးစိတ်ရှင်းပြပေးမယ်ပေါ့နော်လောလောဆယ် solar အကြောင်းမပြောခင်မှာ solar တွေကို CD တွဲတာတို့ parallel တွဲတာတို့ရှိတယ်ပေါ့နော်အဲ့လိုဆိုတော့CD နဲ့ parallel တွဲတယ်ဆိုတာဘာလဲကိုအရင်ဆုံးရှင်းပြပေးပါမယ်ဒီအဆင့်ကတော့တော်တော်များများသိကြပြီးသားပေါ့နော်ဒါပေမဲ့မသိတဲ့လူတွေရှိမှဆိုလို့ထည့်ပြီးတော့ပြောခြင်းဖြစ်ပါတယ်တကယ်လို့သိပြီးသားဆိုကြော်သွားပါနော်ဒါတွေကဘက်ထရီလေးတွေပေါ့အဟောင်းလေးတွေပါမကောင်းတော့ပါဘူးဒါ CD ဘယ်လိုတွဲတယ် parallel ဘယ်လိုတွဲတယ်ဆိုတာပြောဖို့ပဲရည်ရွယ်ပြီးတော့ယူလာတာပါ 4.2 volt 18650 battery ဖြစ်ပါတယ်ဒီကောင်တွေကိုဒီဘက်ကအပေါင်းပေါ့နော်အခုကင်ထားတာဒီဘက်ကအပေါင်းဒီဘက်ကအနှုတ်အပေါင်းကိုဘက်ထရီ3လုံးရှိရဲကင်ထားတာမှာအပေါင်းကိုအပေါင်းကြီးပဲတွဲလိုက်မယ်အပေါင်းကြီးပဲချိန်လိုက်မယ်နော်ဟိုဘက်ကိုအနှုတ်ကိုအနှုတ်ကြီးပဲချိန်လိုက်မယ်ဒီဘက်ကကျိုးတစားထွက်လာမယ်ဒီဘက်ကကျိုးတစားထွက်လာမယ်အဲ့ဒီအချိန်မှာကျိုးကအနှုတ်လိုင်းကကျိုးတစ်ချောင်းထွက်မယ်ပေါင်းလိုင်းကကျိုးတစ်ချောင်းထွက်မယ်သုံးလုံးစလုံးကိုအပေါင်းချင်းအနှုတ်ချင်းချိတ်ထားတယ်အဲ့လိုချိတ်တာကို parallel ချိတ်တယ်လို့ခေါ်ပါတယ် parallel ချိတ်တဲ့အခါမှာ volt ကတော့ 4.2 volt ပဲထွက်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်တွေက4.2 volt ထားပါတော့2000 mAh ဆိုရင် mAh များသွားမယ်ampere တောင့်သွားမယ်ပေါ့နော်နောက်တစ်ခုက CD ဆက်တာပါ CD ဆက်တာဆိုတာဒီလိုမျိုးပါဒီကောင်ကအခုအပေါင်းနဲ့အနှုတ်နဲ့ရှိမယ်အနှုတ်ကိုဒီဘက်အနှုတ်ကိုအနှုတ်စထုတ်လိုက်မယ်ပြီးရင်ဒီဘက်ကဒီအလုံးရဲ့အပေါင်းနဲ့ဒီအလုံးရဲ့အနှုတ်နဲ့လို့ဆက်လိုက်တယ်နော်ပြီးတော့နောက်တစ်လုံးကနေပြီးတော့အပေါင်းနဲ့နောက်တစ်လုံးရဲ့အနှုတ်နဲ့လို့ဆက်လိုက်တယ်ဆက်လိုက်တဲ့အချိန်မှာဟိုဘက်ကအပေါင်းဒီဘက်ကအနှုတ်ပေါ့နော်အဲ့လိုယူလိုက်မယ်လိုပဲပြလိုက်တော့ပေါ့နော်ဒီဘက်ကအနှုတ်ဖြစ်မယ်အနှုတ်ကိုထုတ်လိုက်မယ်ဒီဘက်ကအပေါင်းကိုထုတ်လိုက်မယ်အဲ့အချိန်မှာ 4.2 volt 4.2 volt ဆိုတော့ 8.4 ရဲ့နောက်တစ်လုံးရဲ့ 4.2 ရဲ့ဆို 12.6 volt ဖြစ်သွားမယ်အဲ့ဒါကို CD ဆက်တယ်လို့ခေါ်ပါတယ်ဒီဆိုလာပြားကအရင်တော့ရိုက်ခဲ့တဲ့ဗီဒီယိုရဲ့ဆိုလာပြားဖြစ်ပါတယ်ဒီပုံကိုသေချာကြည့်ပါအနီနဲ့ဝိုင်းပြထားတာကတော့ဆိုလာတစ်ခွက်ဖြစ်ပါတယ်အဲ့ဒီဆိုလာတစ်ခွက်ကဆိုလာဆဲတစ်ခွက်မဟုတ်ဘူးเนาะခုနကတော့ဓာတ်ပုံကိုကြည့်လိုက်ပြီးဆိုတော့အခုဒီဟာကဆိုလာဆဲဖြစ်ပါတယ်ဒီဆိုလာဆဲကခုနကတော့ဆိုလာဆဲကိုပဲစာရွက်ပေါ်မှာချဆွဲထားတာဖြစ်ပါတယ်ဒါပေမဲ့ဒီမှာကကျွန်တော်က1 2 3 4 5ခွက်ပေါ့နော်ဆိုလာဆဲကလည်း5ခွက်ပါဒီထဲမှာလည်း5ခွက်ပါဆိုလာဆဲအကြောင်းစပြောတော့မယ်ဆိုတော့ဆိုလာဆဲကဘာလဲပေါ့နော်ဘာနဲ့လောက်တာလဲဆိုလာဆဲကအပေါ်ကနေမှန်နဲ့အုပ်ထားတယ်အောက်မှာဆီလီကွန်ရှိမယ်ဆီလီကွန်ရဲ့အလယ်မှာအလူမီနီယံကြောင်းဒါမှမဟုတ်ထားပါတော့ထန်ကျိုးလားအဲ့လိုမျိုးတစ်ခုခုကျိုးရှိမယ်ဒီတင်ဒေတာကအဆိုလာမှာပါတဲ့ဒီတင်ဒေတာကဂျားမှတ်ပါဒီနှစ်ခုကဆိုလာဆဲတစ်ခွက်ဖြစ်ပါတယ်1 cell ဖြစ်ပါတယ်ဒီနှစ်ခုက2 cell ဖြစ်ပါမယ်ဒါတွေကိုထားလိုက်ပါဒီနေရာကနေပဲပိုင်းလိုက်မယ်လောလောဆယ်ဒီဘက်တစ်ခွက်အကြောင်းပဲရှင်းပြမယ်နော်ကျွန်တော်တို့ကဒီဘက်ကို minus လို့ယူမယ်လောလောဆယ်ဒီဘက်ကို plus လို့သတ်မှတ်လိုက်မယ်နော်အဲ့ဒီမှာဒီနှစ်ခုပေါင်းမှာတစ်ခွက်လို့ယူတာနော်အဲ့ဒီဆီလီကွန်တွေကို
silicon တွေဆိုတာပေါ့နော် semi conductor လို့ခေါ်တယ်ဗျတစ်ဖက်ကအပေါင်းရှိမယ်တစ်ဖက်ကအနှုတ်ရှိမယ် silicon လာမယ် semi conductor လို့ခေါ်တယ်နော် semi conductor နဲ့solar အကြောင်းပြောရမယ်ဆိုရင် PN junction ဆိုတာကိုသိဖို့လိုတယ်ဒါဆိုရင် PN junction ဆိုတာဘာလဲဒီဘက်က P type ဆိုပါတော့เนาะ P type ဆိုတာကအပေါင်းကိုထုတ်ပေးတဲ့ silicon ပဲဆိုပါတော့အဲ့ဒီမှာသူကအလင်းကဒီ solar 1 cell ပေါ်ကိုအလင်းကတက်ရောက်လိုက်တဲ့အချိန်မှာအလင်းအမှုန်လို့ခေါ်တဲ့ photon တွေကဒီ silicon လာထိတယ်အဲ့မှာboron ဆိုတဲ့ဟိုဟာကိုထည့်ထားတယ်ပေါ့เนาะထားပါတော့ boron ကိုထည့်ထားတဲ့အချိန်မှာအပေါင်းလိုင်းတွေကဒီဘောကိုရောက်တယ်ရောက်ပြီးတော့ဒီမြင်းပေါ်ခုန်ကူးသွားပြီးတော့အပေါင်းအကျိုးအတိုင်းစီးတယ်ဒီဘက်ကအနှုတ်က phosphorus ကိုအဲ့ silicon ထဲမှာ phosphorus ကိုရောထည့်ထားပြီးတော့အနှုတ်ကဒီအနှုတ်ဘက်ကိုစီးတယ်အပေါင်းကအပေါင်းဘက်ကိုစီးတယ်အနှုတ်ကအနှုတ်ဘက်ကိုစီးတယ်အဲ့ဒီအပေါင်းနဲ့အနှုတ်နဲ့စုံတဲ့နေရာကို junction လို့ခေါ်တယ်ဗျအဲ့ဒါကို PN junction လို့ခေါ်တာအဲ့မှာအလယ်မှတ်ရှိတယ်တစ်ဖက်ကအပေါင်းကိုသွားတဲ့အမှတ်တစ်ဖက်ကအနှုတ်ကိုသွားတဲ့အမှတ်ဒါက1 cell ဖြစ်တယ်ဒါအပေါင်း cell ဆိုလို့ရှိရင်တစ်ဖက်ကဒါအပေါင်း cell တွေဆိုလို့ရှိရင်ဒါအပေါင်း cell တွေဆိုလို့ရှိရင်ဒီဘက်က -10 ဖြစ်မယ်ကျွန်တော်အလွယ်ဆွဲလိုက်တော့ဗောနော်ဒါတစ်ခုဒါ cell တစ်ခုဒီမှာဒီဘက် cell နဲ့ဒီဘက် cell နဲ့ကလုံးဝထိမနေပါဘူးဈားထဲမှာသူကန့်ထားတယ်ဒီလိုပါပဲဒီဘက်ကအပေါင်းဖြစ်မယ်ဆိုရင်ဒီဘက်ကအနှုတ်ဖြစ်မယ်အခုရှင်းပြနေတာကျွန်တော်ကယူဆတာเนาะတကယ်ဆိုလာမှာကြတော့ဒီဘက်ကအပေါင်းဖြစ်ခြင်းလည်းဖြစ်မယ်ဒီဘက်ကအနှုတ်ဖြစ်ခြင်းလည်းဖြစ်အဲ့ဒါကျွန်တော်မသိဘူးအပေါ်ကအနှုတ်ဖြစ်ခြင်းလည်းဖြစ်မယ်အောက်ကအပေါင်းဖြစ်ခြင်းလည်းဖြစ်မယ်ဒါသူဘယ်လိုလုပ်ထားရဲဆိုတာကိုမီတာနဲ့ထောက်ပြီးစမ်းကြည့်မှရမယ်ဒီမှာလဲဒီလိုပဲအပေါင်းရှိမယ်ဒီမှာအနှုတ်ရှိမယ်ဒီမှာလဲဒီလိုပဲအပေါင်းရှိမယ်အနှုတ်ရှိမယ်အပေါင်းရှိမယ်အနှုတ်ရှိမယ်အပေါင်းရှိမယ်အနှုတ်ရှိမယ်ဒါတွေအကုန်လုံးကခုနကတခဲ3လုံးကိုပေါင်းထားတယ်လို့ပဲဘယ်လိုပေါင်းတာလဲဆိုတော့ဒီလိုပေါင်းတာဒီ cell တစ်ခွက်ထဲမှာเนาะဒီလိုပေါင်းတာเนาะအပေါင်း3ခုကိုပေါင်းလိုက်တယ်တစားထုတ်လိုက်တယ်เนาะဒီဘက်ကအပေါင်း3ခုကိုပေါင်းလိုက်တယ်တစားထုတ်လိုက်တယ်ဆိုတာ parallel set တယ်လို့ပြောခဲ့တယ်ဒီမှာလည်းဒီလိုပဲ parallel set ထားတာဒီနေရာမှာဒါအကုန်လုံးကိုဆွဲထုတ်လိုက်တယ်ဆိုလို့ရှိရင်ဒါ parallel set တာဖြစ်သွားပြီเนาะဒီမှာအပေါင်းဖြစ်မယ်ဒီမှာအနှုတ်ဖြစ်မယ်1 cell ကိုနေအောင်ကြီးထိတွေ့တာပေါ်မူတည်ပြီးတော့ 0.5 volt ကနေပြီးတော့ 0.7 volt လည်းထွက်နိုင်တယ်ဒါကတော့နေအောင်ကြီးကြားရောက်တဲ့ပုံမူတည်ပြီးတော့ဘယ်လောက်ထွက်တယ်လဲဆိုတာပြောဖို့ခက်တယ်အခုတော့ပုံသေးကျွန်တော်တို့ကစာနဲ့ရှင်းတာဖြစ်တဲ့အတွက် 0.5 volt ထွက်တယ်လို့ပဲဆိုပါတော့เนาะဒီ silicon ပေါ်မှာ boron ကviral မှာဘယ်နှလုံးပါတယ်လို့ viral electron ဘယ်နှလုံးပါတယ်လို့ဘာလို့ဒါတွေကိုတော့ကျွန်တော်တို့မပြောတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီမှာဘာ silicon ဘယ်လိုလုပ်တာလဲဆိုတဲ့ပုံမူတည်ပြီးဒီကိစ္စကိုရှင်းတာမဟုတ်လို့ပါဆိုလာပြင်တာကိုပဲအဓိကထားပြီးပြောမှာမဟုတ်လို့ပါနောက်တစ်ခုရှိသေးတာ semi conductor ထဲမှာဒါ solar silicon ပေါ့နော်နောက်တစ်ခုက semi conductor ထဲမှာပါတာ LED ပြ light emitting diode လို့ခေါ်တဲ့ LED ဖြစ်ပါတယ် LED ကလည်းအခုဈေးကွက်ထဲမှာအခုရောင်းတဲ့36ဖို့ LED ဆိုပါတော့မီးပြားကိုမီးဘူးထဲမှာထုတ်ပြီးဘို့တိုင်းကြည့်လိုက်ပါဘိုးတက်တာကိုတွေ့ပါလိမ့်မယ်ဒါပေမဲ့ semi conductor ဖြစ်နေတဲ့အတွက်ကြောင့်မလို့ volt ထွက်တာပါသူ့မှာလည်း light emitting diode ဆိုတဲ့ LED မှာလည်း boron ပါတယ်เนาะ phosphorus နဲ့ပါတယ်ဒီလိုပဲเนาะ p type မှာဆိုလို့ရှိရင် positive
ဟိုပါပေါ့နော် P-type CD ကွန်ထဲမှာဆိုလို့ရှိရင် boron ထည့်ထားမယ်နော်ပြီးတော့ဟိုဟာ positive ဆိုတာ P-type ဆိုတာဟိုအပေါင်းပေါ့အပေါင်း CD ကွန်ဒီမှာအပေါင်း CD ကွန်ဆိုလို့ရှိရင် boron ပါမယ်အနှုတ် CD ကွန်ဆိုရင် phosphorus ပါလိမ့်မယ်ဒါတွေကတကယ်တမ်းကျတော့သိပ်ပြီးသိဖို့မလိုပါဘူးအဓိကသိဖို့လိုတာကဒီ solar cell ရဲ့အကွက်တွေပါဒီ solar cell အကွက်မှာဒီလိုမျိုးအလူမီနီယံကြောင်းကိုထုတ်ထားတယ်တကယ်တမ်းကျွန်တော်ကဒီလိုခုနပိတ်ဆွဲလိုက်လို့เนาะနောက် solar cell တစ်ခွက်နဲ့သူကဆက်မှာအဲ့ဒါကိုနောက်စာမျက်နှာနဲ့ကျွန်တော်ပြောပါမယ်အခုဘာလို့ဒီလိုမျိုး solar cell တစ်ခွက်ထဲမှာဒီလိုမျိုးတစ်ခုနှစ်ခုသုံးခုလေးခုငါးခုပေါ့နော်ငါးခုဒီလိုမျိုးဘာဖြစ်လို့ parallel ရိုက်တာလဲဆိုတော့အဲ့ဒါ ampere ဗျ ampere တောင်းခြင်းလို့ပါampere တောင်းခြင်းတဲ့အတွက် solar cell တစ်ခွက်လုပ်လိုက်တယ်တစ်ခွက်မှာ solar cell 5ခု4ခု sorry 1 2 3solar cell 5ခုထည့်ဟုတ်ပြီဒါဆိုလို့ရှိရင်solar cell ကွက်အကြောင်းကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ဒါဆိုရင် solar ပြားလို့ဒီကောင်ကိုသတ်မှတ်လိုက်ပါเนาะကျွန်တော်တို့က minus သူ solar ပြားနောက်မှာရှိတဲ့ box လေးရှိပါမယ်တစ်ခုကအပေါင်းတစ်ခုကအနှုတ်ဖြစ်မယ်ဒီကောင်အပေါင်းဖြစ်မယ်ဒီကောင်အနှုတ်ဖြစ်မယ်ဆိုတော့ဟုတ်ပြီဒီမှာကျွန်တော်က4 line ပဲဆွဲထားတယ်เนาะခုနကတော့5 line ရှိတယ်ဘာလို့လဲဆိုတော့နည်းနည်းချုပ်ညင်လို့ပါဒီအောက်ကမြင်းတွေကိုဒီအောက်ကဒီလိုအပိတ်မြင်းတွေကိုသူကဟိုဟာအကျောမကြီးလို့တချို့ကခေါ်ကြတယ်ပေါ့နော်ဒီ solar ရဲ့အောက်ဆုံးမှာရှိတဲ့ဟိုတတုပေါ့နော်တတုပြားကကြီးပါတယ်အပေါ်မှာရှိတဲ့တတုပြားကလည်းအဲ့လိုပဲအပြားကြီးတယ်ဒီမှာ solar မှာချိတ်ထားတဲ့ကြိုးလေးတွေကအလုံးသေးပါတယ်အဲ့လိုဆိုတော့ဒီမှာအခုဒီအောက်ကနေစမယ်နော်ဒါထောင်ဆုံးအောက်ဆုံးအဲ့ဒီကို minus လို့သတ်မှတ်ပါမယ်ဒါအနှုတ်အဲ့ဒီအနှုတ်ကိုထွက်လာပြီးတော့ solar ပြားနောက်မှာပါတဲ့အနှုတ်နဲ့လာဆက်တာဒီလိုလာဆက်တာ sorry နော်ဆက်လိုက်မယ်အမှန်မှန်တော့ဒါကဒီအချက်ထဲမှာပဲပေါင်ထည့်တာเนาะကျွန်တော်ကဘာဖြစ်လို့ဒီဘက်ဘေးကိုဆွဲထုတ်လိုက်တာလဲဆိုတော့ဒါရှင်းအောင်လို့ပါကြည့်တဲ့လူကရှင်းအောင်လို့အခုခုနကတော့ဒီ solar cell ကွက်ဒီ solar cell ကွက်ကဒီကောင်လို့သတ်မှတ်ပါမယ်เนาะအဲ့လိုဆိုတော့နေရောင်ကြီးတွေကိုဒီ solar cell ကွက်ကိုထုတ်လိုက်တဲ့အချိန်မှာဒီ solar cell တစ်ခွက်က 0.5 volt ထွက်လိမ့်မယ်เนาะအောက်ကအနှုတ်ဆိုတော့ဒီအပေါ်နေရာကအပေါင်းဖြစ်သွားလိမ့်မယ်เนาะခုနကတော့လို့ battery ကိုဒီလိုဒီ solar cell ဆက်တဲ့ပုံစံကဒီလို battery ကိုဒီမှာအနှုတ်ကနေပြီးတော့ထုတ်လိုက်တယ်ဆိုရင်ဒီမှာဟိုဘက်ကနေအပေါင်းเนาะနောက်တစ်ခွက်ကကြတော့ဒီမှာအနှုတ်ကနေပြီးတော့လာဆက်ပြီးတော့နောက်တစ်ခုကအပေါင်းကိုထုတ်အဲ့လိုဆိုတော့ဒီမှာအခုအပေါင်းเนาะဒီ solar cell ခွက်ရဲ့ဒီဘက်ကကြတော့အနှုတ်ဖြစ်မှာဒီဘက်ကကြတော့အပေါင်းဖြစ်မှာเนาะဒီလိုလာဆက်တာအဲ့လိုဆိုလို့ရှိရင်တဘိုးဖြစ်သွားပြီနှစ်ကွက်ကိုတဘိုးဖြစ်တယ်เนาะအပေါင်းအနှုတ်အပေါင်းအနှုတ်ဟုတ်ပါဘူး sorry အနှုတ်အပေါင်း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 နဲ့တောက်လျှောက်တက်သွားမှာ12ကွက်ဖြစ်တဲ့အတွက်စုံကနန်းဆိုတော့ဒီမှာ minus ထုတ်ထားရင်အပေါ်မှာ plus ဖြစ်သွားလိမ့်မယ်1 2 3 4 5 6 9 10 11 12ကျွန်တော်ဆဲထားတာ12ကွက်မှာ 3.5 volt ဆိုတော့ဒီတစ်ချမ်းကို10 volt ရှိမယ်เนาะဒီတစ်ချမ်းကို10 volt တချို့ solar တွေကအဲ့ဒီ10 volt ကနေမှတစ်စင်းတငုတ်ထုတ်လိုက်တယ်အဲ့ဒီအချိန်မှာမိမိတို့ကစိတ်ကြိုက်10 volt သုံးရင်လည်းသုံးလို့ရမယ်ဒါမှမဟုတ်တချို့ကကြတော့လေဒီလို2ကွက်ပေါ့เนาะဒီလို2ကွက်ကိုမှ
ဒီလိုနှစ်ကွက်ကိုမှ11ဖို့တွဲဖို့ထွက်အောင်ထုတ်ပေးထားတာမျိုးလည်းရှိတယ်ဒါကတော့သူ့ဆိုလာစင်တဲ့ပုံမှာမူတည်တယ်အခုကတော့နားလည်အောင်ရှင်းပြတာဖြစ်တဲ့အတွက်တိတ်ပြီးတော့အဲ့ဒါတွေဖြစ်ဘူးပေါ့နော်ထားပါတော့ဒီဘက်ကအပေါ်ကအနှုတ်ဖြစ်တော့အပေါ်မှာ CD တွဲထားတာဆိုတော့တောက်လျှောက်ကြီးအပေါင်းဖြစ်မှာအဲ့ဒီအချိန်မှာဒီမှာဆူလာပြားတွေမှာအပေါ်ဆုံးဒေါင်ဆုံးအပေါ်ဆုံးမှာအကျော်မာကြီးဆိုတာရှိတယ်အဲ့ဒီနေရာကြီးကမြင်နေရတယ်တေချာကြည့်ရင်အဲ့ဒါကြီးအကြီးပဲဒီမှာအကြောင်း၄ချောင်းနဲ့လာဆက်တယ်နော်ပြီးတာနဲ့ဒီဘက်ကအပေါင်းဖြစ်တဲ့အတွက်ဒီဘက်ကအနှုတ်ဖြစ်သွားမှာsorry ဒီဘက်ကအနှုတ်ဖြစ်သွားမှာနော်အနှုတ်ကနေမှတစ်ဆင့်12ကွက်ရှိတယ်ဆိုတော့ဒီအောက်မှာအပေါင်းပြန်ဖြစ်သွားမှာဒီနှစ်ကွက်ကိုတန်းလိုက်ရင်တစ်ကွက်ကိုဒီလိုတစ်ခွက်ကိုဆိုတာဒီလိုအလျားလိုက်တထန်းကိုစစ်ဖို့ရှိတဲ့အတွက်နောက်အလျားလိုက်တထန်းကိုတထန်းကစစ်ဖို့ဆိုတော့ဒီမှာတွဲဖို့ဖြစ်မှာဒီနေရာကနေပြီးတော့ minus plus ကို plus minus ကိုဒီနေရာကနေပြီးတော့ဟိုဟာနဲ့မီတာနဲ့ထောက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာတွဲဖို့ထွက်ရမှာတကယ်လို့ဒီနေရာမှာတွဲဖို့မထွက်ဘူးဆိုလို့ရှိရင်ဒီမှာလာပြတ်တာလားဒီကိုတစ်ခါထောက်ကပါဒီတန်းလုံးမှာဒီမှာတစ်ချက်ထောက်လိုက်လို့စစ်ဖို့ထွက်သလားဒီမှာစစ်ဖို့မထွက်ဘူးဆိုလို့ရှိရင်ဒီ CD တွဲထားတဲ့တန်းကပြတ်နေပြီဒီအောက်ခြေနားမှာကပ်ပြီးတော့ပြတ်တာလည်းဖြစ်နိုင်တယ်လို့ဒီချားတွေထဲမှာပြတ်တာလည်းဖြစ်နိုင်တယ်ဒီဆဲကွက်လေးတွေကပြတ်တာလည်းဖြစ်နိုင်တယ်အမျိုးမျိုးဖြစ်နိုင်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမှာအပေါင်းเนาะဒီမှာအပေါင်းဆိုတော့ဒီဘက်မှာအနှုတ်ဖြစ်မှာ CD တွဲတဲ့သဘောကိုနားလည်တယ်ဆိုလို့ရှိရင်အခုရှင်းနေတာကိုသိမှဖြစ်ပါတယ်နားမလည်ဘူးဆိုရင်ခုနကဘက်ထရီနဲ့ဆက်ပြတဲ့ပုံစံကိုပြန်ကြည့်ပါအခုဒီမှာအနှုတ်ဖြစ်သွားမှာအနှုတ်ဖြစ်သွားပြီးတော့ဒါစုံကနန်းဖြစ်တဲ့အတွက်အပေါ်မှာအပေါင်းဖြစ်မှာဒီမှာ plus ဖြစ်မှာဒီ plus ကိုဒီကောင်နဲ့sorry ဟာဒီကောင်နဲ့လာချိတ်လိုက်တာဒီမှာအပေါင်းဒီကောင်နဲ့လာချိတ်လိုက်တာဒီလိုချိတ်လိုက်တော့ဒီမှာ6တလီ6 6 2လီ12 6 3လီ18ဖို့ဖြစ်သွားမယ်တကယ်တမ်းကနေပူတယ်လုံးဝနေပူတယ်ဆိုလို့ရှိရင်ဆိုလာအားလုံးက 80.5 volt ဆိုလာအကုန်လုံးက22 volt လောက်ထွက်ပါတယ်အမှန်တော့သူကဒီ4000ကွက်ထဲမှာပဲဆင်ထားတာဒါအကိုတို့နားလည်အောင်လို့ကျွန်တော်ကရှင်းပြတာဖြစ်ပါတယ်ဘေးမှာတက်တက်ကြီးထုတ်လိုက်တာတကယ်တမ်းကျတော့ဒီဘလို့ပုံစံလာလဲဆိုတော့ဒီနေရာမှာအနှုတ်ကိုဒီလိုမျိုးဒီဘက်ကိုထုတ်လိုက်တယ်ဒီကနေထွက်သွားပြီးတော့ဒီဆိုလာပြားရဲ့နောက်ကျောမှာ4000ကွက်နဲ့ထုတ်လိုက်တယ်နော်ဒီနေရာမှာကျတော့ဒီကောင်ကဒီလိုဒီဘက်ကအပေါင်းနဲ့သွားထိမှာဆိုတော့တစ်ခုခုနဲ့အုပ်ထားတယ်အဲ့နေရာနှစ်ထပ်ဖြစ်နေတာဒါမှမဟုတ်အပေါ်ကနေယူတယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲအပေါ်မှာနှစ်ထပ်ဖြစ်နေတာကြိုက်တယ်လို့ယူလို့ရတယ်ဒီဆိုလာဆဲတွေအကုန်လုံးက CD တွဲထားတာဖြစ်တယ်အဲ့အတွက်တစ်ခွက်ကပြတ်ပြီဆိုလို့ရှိရင်ဟိုဘက်ကအပေါင်းကဘိုးထွက်လာမှာမဟုတ်ဘူးအမ်ပီယာနည်းပြီးတော့ဘိုးကထွက်နေတာဘိုးအမှန်ထွက်ရတာနဲ့အမ်ပီယာနည်းနေတယ်ဆိုတာကဒီမှာမြင်းနေဒီမှာကျွန်တော်ဆွဲထားတဲ့မြင်းကိုကြည့်အဲ့ဒါတွေကဘိုးရောအမ်ပီယာရောထွက်ကမှာအဲ့ကောင်တွေကဆိုပါတော့အခု၄ခုဆွဲထားတယ်တစ်ခုပဲရတယ်၃ခုကပြတ်နေတယ်အောက်ခြေနားမှာလာပြီးတော့၃ခုပြတ်နေတယ်ဒီတစ်ခုပဲမိတော့တယ်ဆိုလို့ရှိရင်အဲ့တစ်ခုပဲsorry ဒီမှာပေါ့နော်ဒီမှာဒီတစ်ခုပဲမိနေပြီးတော့ဒီ၃ခုပြတ်နေတယ်ဆိုလို့ရှိရင်တောက်လျှောက်ကြီးစီးသွားတယ်ဆိုပေမဲ့ဒီ၃ခုစာက ampere ထွက်တော့မှာမဟုတ်ဘူးဘိုးကဒီတစ်ချောင်းနဲ့ကပဲအလုံးလုံးပြီးတော့21ပို့ဒါမှမဟုတ်18ပို့ပြနေတယ်အားလဲသွင်းရောမီးမခတ်ဘူးလို့ဘာလို့ဖြစ်တာအဲ့ဒါတွေကိုအဲ့လိုဖြစ်ပြီဆိုလို့ရှိရင်ဒီတစ်ချောင်းချင်းစီကိုလိုက်တိုင်းမှုလို့ဒါပေမဲ့ဖြစ်ခဲတယ်
ဘယ်နေရာကနေပဲဖြစ်တာလဲဆိုတော့ဒီနေရာတွေကနေပဲဖြစ်တာဒီမှာအဆက်နေရာတွေအဲ့ဒါသူကကျိုးကိုဘာနဲ့ဆက်တာလဲဆိုတော့ဒီကနေထွက်လာတဲ့မြင်းနေနဲ့ဒီဘက်ကအကျောမကြီးနဲ့ဘယ်လိုဆက်တာလဲဆိုတော့နှစ်ခုထပ်ယုံလေးတွေထပ်ထားတာအဲ့ဒါကမခိုင်ဘူးအညှိနေပူတဲ့ကိုထုတ်ထားပြီးတော့မိုးထန်နေထန်အပူထန်စားတဲ့ဟာတွေနဲ့ဒီကောင်တွေကကြွတာတော့၎င်းဒါမှမဟုတ်ရေတွေဝင်ပြီးတော့အညှိတက်တာတော့၎င်းဒါမှမဟုတ်ပြတ်ထွက်တာတော့၎င်းဖြစ်တတ်တယ်အဲ့အချိန်မှာဒီကနေဒီကိုဆက်လို့ရရင်ရမရလို့ရှိရင်ဒီကနေပြီးတော့ဒီကိုလှမ်းကြော်လိုက်လို့ရတယ်ဒီဆိုလာဆဲတစ်ခွက်ကတော့ပြတ်ပြီပေါ့နော်အဲ့အတွက်တစ်ခွက်လောက်ပြတ်ရုံနဲ့တော့ဘာမှမဖြစ်ဘူးဘာလို့လဲဆိုတော့ဒီကောင်က 0.5 volt ပဲထွက်တာ0.5 volt လောက်ရော့သွားလိုက်လို့ဘက်ထရီအားသွင်းတဲ့နေရာမှာဘာမှမထိခိုက်ဘူးတကယ်လို့ LED ကိုလည်းဆိုလာလိုပဲပိုးထွက်တယ်ဆိုပြီးတော့နေပူရဲသွားထုတ်ပြီးတော့အားသွင်းလို့မရဘူးလားဆိုတော့မရဘူးလို့ပဲပြောပါမယ်။ဘာလို့လဲဆိုတော့ဆိုလာပြားဆိုတာကအားသွင်းမှုအတွက်ထုတ်လုပ်ထားတာပြီးတော့ပေါင်းဆက်ထားတဲ့ဆီလီကွန်ကအားပြန်ပြီးတော့သွင်းမှုအတွက်အသုံးပြုတာ။ LED ကကြတော့ပိုးထွက်တာမှန်တယ်ဒါပေမဲ့သူကဖိုတွန်ကိုထုတ်တာအလင်းအမှုန်ကိုထုတ်တာဖြစ်တယ်မီးလင်းမှုအတွက်အဓိကထားပြီးထုတ်လုပ်ထားတာဖြစ်တယ်စီမီကွန်ဒက်တာဖြစ်တယ်ပြီးတော့ PN junction ဖြစ်တယ် LED ကလည်းဘိုရွန်ပါတယ် LED ထဲမှာလည်းဘိုရွန်ပါတယ် phosphorus ပါတယ်LED ရဲ့ CD ကွန်မှာပေါ့နော် P မှာဘိုရွန်ပါတယ် M မှာ phosphorus ပါတယ်အကုန်လုံးတော်တော်များများကဆိုလာနဲ့သူကခက်စင်စင်တူတယ်ဒါပေမဲ့အထဲထဲမှာပေါင်း CD ကွန်ထဲမှာပေါင်းဆက်ထားတဲ့တခြားသောနောက်ထပ်လိုအပ်တဲ့ dressing တွေကြံနေတယ်ဒါတွေကတော့မပြောပြတော့ပါဘူးမလိုအပ်လို့ပါဒီလောက်ဆိုရင်ဆိုလာကိုနားလည်မယ်လို့ယူဆပါတယ်ပြင်မယ်ဆိုလို့ရှိရင်လည်းအဲ့လိုပဲအရင်ဆုံး minus စာကိုဆွဲယူပါမယ် minus စာမှာအရင်ဆုံးမီတာထောက်ရမယ်နေပူတဲ့ကိုထုတ်ပြီးတော့တိုင်းပြီဆိုလို့ရှိရင်ဒီ minus စာကဘယ်နားမှာဘယ်ကိုသွားတာလဲဒီဘယ် line ဒီ3 line ဒါမှမဟုတ်4 line 5 line အစုံရှိလိမ့်မယ် minus စာကဘယ်ကိုထွက်သွားတာလဲဆိုလာရဲ့ဘယ်နေရာကိုထွက်သွားတာလဲဆိုတော့ကြည့်ရမယ်ပြီးရနဲ့ဒီလိုတစ် line လာတိုင်းဒီမှာလာတိုင်းလိုက်အခုကျွန်တော်ပြထားတာ12ကွက်ရှိတယ်အခုတချို့ဆိုလာတစ်ချက်နဲ့တစ်ချက်ကလုံးဝမတူအဲ့တော့အဲ့ဒီ line မှာအပေါ်မှာအမိုင်းကအပေါ်ကယူလာလည်းဖြစ်ချင်းဖြစ်မယ်အောက်ကယူလာလည်းဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်ဒီဘက်ကနေထွက်နေတာလည်းဖြစ်ချင်းဖြစ်မယ်ဖြစ်ချင်းတဲ့နေရာဖြစ်လို့ရတယ်မိုင်းကလောလောဆယ်ဒီကနေကျွန်တော်ဆွဲထုတ်ထားတာဆိုတော့ဒီကနေပဲပြောမယ်ဒီကနေပြီးတော့ယူလိုက်တဲ့အချိန်မှာတိုင်းပြီဆိုလို့ရှိရင်မီတာတန်ကိုဒီမှာထောက်လိုက်မယ်ထောက်ပြီးတော့အပေါင်းကိုဒီတန်းလုံးနဲ့အပေါ်ဆုံးမှာထောက်လိုက်ရင်12ကွက်ရှိရင်6ဖို့ထွက်ရမယ်14ကွက်ရှိရင်7ဖို့ထွက်ရမယ်အကွက်ကိုလိုက်ရည်ကြည့်လိုက်တစ်ကွက်ကိုပုံမှန် 0.5 ပဲထွက်တယ်အဲ့ဒါဘယ်ဆိုလားမဆိုအဲ့မှာပုံမှန်ဖြစ်နေတယ်ဆိုလို့ရှိရင်နောက်တစ်ခုကိုပြောင်းပြီးတော့ဒီကနေပြီးတော့ပဲဒီမှာအပေါင်းလိုင်းကိုယူဒါမှမဟုတ်လဲအောက်ကနေဖောက်ပြီးတော့ကျိုးမမီလို့တိုင်းမယ်ဆိုလဲတိုင်းကြိုက်တယ်လို့တိုင်းနှစ်ခုပေါင်းလိုက်လို့ရှိရင်ပေါင်းတဲ့ဘူးထွက်ကမယ်နောက်တစ်ခုကဖောက်တဲ့နေရာမှာတကယ်လို့ ampere မတက်ဘူးလို့ဘာလို့ဖြစ်ပြီဆိုရင်တော့ဒီလေးစားသလုံးကိုလိုက်ဖောက်ကမယ်လိုက်ဖောက်ပြီးတော့တစ်ခုချင်းစီတိုင်းရမယ်နောက်တစ်ခုကဒီမှာဟိုဘက်ကိုကူးသွားတယ်ဟိုဘက်ကိုကူးသွားလို့ဒီဘက်ကိုအပေါ်ကိုတက်တဲ့အခါမှာဒီမှာလာပြီးတော့18ဖို့ရှိရမယ်ပြက်ပြီဆိုလို့ရှိရင်တော့တနေရာမှာလွတ်နေမှာရှင်းပါတယ်ဥပမာ14ဖို့ပဲရှိမယ်12ဖို့ပဲရှိမယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့မိမယ်ဟိုဘက်က10ဆဲတစ်ခုခုမှာပြက်နေတာဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီနေရာမှာလာပြီးတော့ loose ဖြစ်ပြီးတော့
ဒီအဆက်နေရာမှာလာပြီးတော့ loose ဖြစ်ပြီးတော့ဟိုပါပေါ့နော်မရတော့ဘူးပေါ့နော်အဲ့မှာအုံတန်မိုးတွေတက်လာတယ်ပြီးတော့အညှိတွေဘာတွေဖြစ်နေမယ်ဖြစ်နေပြီးတော့မှဖိုးကလျှော့သွားပြီးတော့ဒီဘက်ကိုလည်းရောက်လာတော့ဒီမှာဘိုးဘလောက်မှမရှိတော့ဘူးနောက်တစ်ခုကဒိုင်အုပ်ဒီမှာပါတဲ့အမားခံဒိုင်အုပ်လို့ခေါ်ကြအများခေါ်တဲ့ဟာပေါ့နော်အိုက်ကောင်တွေကိုတော့အရင်ဆုံးဖြုတ်ပြီးတိုင်းရအိုက်ကောင်တွေအကုန်လုံးအစ်စ်လဲပြီးတော့မှအခုလှုပ်ဆောင်ချက်ကိုလုပ်ရမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ